သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်နတ်တော်လာပြီကျော်17ရက်ရန်ကုန်တိုင်းအစိမ်မြို့နယ်ကျုပ်ကုန်းအရှိရပ်ွက်မဟာသုခိတလမ်းမတိရိဓမ္မယုံတိရိယရဏဓမ္မယုံအနိဝေကျုပ်ကုန်းအရှိတရားဝဲဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့၏ပထမကျင့်စဉ်ကျင့်ပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောသူတော်ကောင်းတို့၏စိတ်နေသဘောထားတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုပါသည်ပြုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိတုကရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိရိယမြာစွာတတဝါဤချမ်းသာစီးပွားလွန်လာတောင်းတဘုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပကောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံဒီကတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသိခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့သာအတိတကရာတိဥစ္စာသက်ချေလက်အင်္ဂါမေတ္တာရှိမှသမိတာနှင့်တထာဇတိစွန့်ရင်းဤဟုကျက်တိထဝေ50အစုအလုံးခဲရင်တော်မူလို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤကံကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတဝါများယဝေတာကရုဏာရှိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသောဝိရိယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံဘုံခါလည်းဖြင့်နာထအမိညာထိုရှင်တော်မြတ်ဘုရားအားနမောယတိပြောင်းပြောင်းမင်္ဂလျော၏ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသိဖြစ်ပါစေတည်းသူတော်ကောင်းတို့ရဲ့စိတ်တွေသဘောထားသူတော်ကောင်းဆိုတဲ့စကားလုံးကိုပါဠိဘာသာနဲ့တပ္ပုရိသလို့ခေါ်တယ်တပ္ပုရိသဆိုတာသုံးတော်ပုရိသောတပ္ပုရိသောလူတော်လူကောင်းလို့ဒီလိုအဓိပ္ပာယ်ရသူတော်သူကောင်းဆိုတာသူတော်ကောင်းလို့ဆိုတဲ့စကားလုံးအဓိပ္ပာယ်ကတော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ညီညွတ်တာတော်တယ်ဆိုတာအရေးချင်းရှိတာကောင်းတယ်ဆိုတာစိတ်ထားကောင်းတယ်ကိုချင်းတရားလည်းရှိတယ်စိတ်ထားလည်းကောင်းတယ်ကိုချင်းတရားပြည့်ဝပြီးတော့စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်တပ္ပုရိသသူတော်ကောင်းလို့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုတာဗမာစကားမှာတော့သူတော်ကောင်းကိုမျိုးမျိုးဖွင့်ရသေးတယ်
တော်တယ်ဆိုတာအရေးချင်းကိုပြောတယ်ကောင်းတယ်ဆိုတာကျင့်စာလိုက်တဲ့ဘိုင်းဆိုင်ရာကောင်းတာပြောတယ်တရားနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းသီလလည်းကောင်းတယ်အသိပညာလည်းရှိတယ်ပေါ့လူတွေကဒီလူကလူတော်လို့ပြောတာရည်ညွှန်းတာဘာရည်ညွှန်းလို့ဆိုသူ့ရဲ့ပညာအရေးချင်းကိုရည်ညွှန်းပြီးတော့ပြောလို့ရှိတယ်ဒီကောင်ကလူတော်ပဲဒီလူကလူတော်ပဲနဲ့ပြောတာပညာအရေးချင်းတစ်ခုကိုရည်ညွှန်းပြီးတော့ပြောတာလူကောင်းလို့ပြောတာကြတော့ကိုချင်းတရားကောင်းတာရည်ညွှန်းပြီးစာပေလို့ပြောမယ်ဆိုရင်သီလလည်းရှိတယ်ပညာလည်းရှိတယ်ဒါလူတော်လူကောင်းလို့ပြောကိုချင်းတရားတော့ကောင်းတယ်အသိဉာဏ်မရှိဘူးဆိုလို့ရှိရင်တချမ်းပဲ့သူ့အတွက်တော့ကောင်းကျန်တဲ့ပုဂ္ဂိုလ်အတွက်ကောင်းမှာပါသီလရှိတယ်တော်တော်အရေးချင်းမကောင်းမတော်ဘူးတော့အရေးချင်းကတော့တော်ပါရဲ့ကိုချင်းတရားမကောင်းဘူးဆိုတော့ရှိသေးတယ်အဲ့တော့ဒီနှစ်ခုဟာလူတဦးတယောက်ရဲ့အခြေခံအရေးအသွေးအဖြစ်ရှိတဲ့ရှိလိုက်တဲ့အရေးတွေဒီနှစ်ခုကိုထပ်ပြီးတော့ရှော့ချပြလို့မဖြစ်နိုင်ဘူးရှော့ချပြရမယ်ဆိုရင်ဘာကိုဦးစားပေးရမလို့အကယ်၍အရေးအသွေးတစ်ခုတည်းပဲရွေးမယ်ဆိုရင်ဘာကိုဦးစားပေးရမလို့ကိုချင်းကောင်းသီလရှိတဲ့သူဦးစားပေးရွေးရမယ်ကိုချင်းတရားကောင်းမှုကတော့အဓိကကျတယ်ကိုချင်းတရားကောင်းပြီးတော့မတော်ရင်သူများကိုမကူညီနိုင်တာပဲရှိတယ်ဒီပုဂ္ဂိုလ်ဟာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်သူ့အတွက်လည်းကောင်းတယ်အများအတွက်လည်းကောင်းတယ်လို့ပြောရအောင်သို့သောသူရဲ့ဆွမ်းဆောင်မှုတွေကသိပြီးတော့မရှိဘူးအများကျိုးအတွက်လုံးနေစွမ်းသိမရှိပညာရှင်ချင်းဘက်ကတော့တော်ပါရဲ့ကိုချင်းတရားမကောင်းဘူးဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်ကိုချင်းတရားမကောင်းတဲ့အတွက်အဲ့တော့ရေးကြီးဆုံးကသီလနဲ့ပညာလို့ဆိုရဲသီလဆိုတာကောင်းတာပညာဆိုတာတော်တာကောင်းတာတော်တာဒီနှစ်ခုစလုံးရှိမယ်ဆိုလို့ရှိရင်တော့ဒီလူဟာတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့ဒီဤသွင်းတစ်ခုအောက်ကိုရှော့ချပြလို့မရဘူးရှော့ချပြလို့မရတဲ့အတွက်ကြောင့်သီလပရိဒေါတာပညာကိုသီလနဲ့ရှင်းကြောတယ်ပညာပရိဒေါတာသီလကိုပညာနဲ့ရှင်းကြောတယ်ပညာကိုသီလနဲ့ရှင်းကြောရတယ်သီလပညာနှစ်ခုဒီလူတိုင်းလူတိုင်းပြည့်စုံရမယ်အရေးအသွေးဒီနှစ်ခုမပြည့်စုံလို့ရှိရင်တစ်ခုခုချုပ်တဲ့နေတယ်လို့ပြောရမှာအေးသူတော်ကောင်းဆိုတာကိုချင်းတရားလို့ခေါ်တဲ့သီလလည်းကောင်းတယ်ပညာအရေးချင်းလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒါတကယ်တော့ကောင်းဒါကသူတော်ကောင်းကိုအဆင့်အမြင့်ဆုံးသူတော်ကောင်းဆိုတာကြတော့ဘယ်လိုပြောရမလဲဆိုရင်ဘုရားယဟန္တာအဆင့်အမြင့်ဆုံးသူတော်ကောင်းကျန်တဲ့သူတော်ကောင်းလို့သတ်မှတ်ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်အခြေခံအားဖြင့်သူတော်ကောင်းဆိုတာသီလနဲ့ပညာလို့ပြောလိုက်တဲ့ဖြင့်သီလဆိုတာဘာကိုရည်ညွှန်းတာလဲလို့မေးရင်သူစရိုက်တရား10ပါးကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်သူစရိုက်တရား10ပါးကိုကျင့်သုံးပြီးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောရကံကံ၏အကျိုးကိုနားလည်သိမြင်တဲ့ကမ္မတက္ကတာသမာဓိဋ္ဌိထိုကမ္မတက္ကတာသမာဓိဋ္ဌိရဲ့အရှင်းမြင်တဲ့ဝိပဿနာသမာဓိဋ္ဌိဆိုတဲ့ဒီလိုအသိဉာဏ်မျိုးပါလာလို့ရှိရင်တော့လူတော်ဆိုတဲ့အဆင့်ရောက်
လူကောင်းဆိုတာတဲ့လူတော်ဆိုတဲ့အဆက်တရားရောက်တကယ်လူတော်ကောင်းဒါအခြေခံစံအားဖြင့်ဒီလိုတတ်မှတ်တယ်သူတော်ကောင်းဆိုတဲ့အဓိပ္ပာယ်ကိုတတ်မှတ်တဲ့နေရာမှာအကြီးအသေးတွေကိုထုတ်ပေါ်ပြီးတော့တတ်မှတ်တဲ့စနစ်တစ်ခုလည်းရှိသေးတယ်နတ်တွေကတတ်မှတ်ထားတဲ့အကြီးအသေးတစ်ခုပါလေမှတ်သားစရာကောင်းတာဝရိန္ဒာနတ်တွေကသူတော်ကောင်းလို့ဘယ်ပုဂ္ဂိုလ်မျိုးကိုသူကခေါ်တယ်လဲဒါနတ်တွေကတတ်မှတ်ထားတဲ့စံတစ်ခုပေါ့နော်ခုနရေဝင်အားဖြင့်ခြုံပြီးတော့သူတော်ကောင်းဆိုတာသီလနဲ့ပညာရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတာဝရိန္ဒာနတ်တွေကအတိမတ်ထုတ်ထားတဲ့သူတော်ကောင်းဆိုတာအဲ့ဒီခဲကနေရွေးထုတ်ပြီးတော့အည်အသွေး9ရပ်ကိုသူကထုတ်ပေါ်ပြီးတော့ပြတာသူတော်ကောင်းဆိုတာဒါဟာလေဒီအည်အသွေး9ရပ်ကိုတတ်မှတ်ပြီးတော့ပြဋ္ဌာန်းပြောဆိုတာဟာလည်းပဲသူတို့နတ်တို့ရဲ့ဘုရင်နတ်တို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့တရားမင်းကိုယ်တိုင်လူ့ဘဝတော်ကချင့်သုံးခဲ့တဲ့ကျင့်ဝတ်တွေကိုရည်ညွှန်းတာတရားမင်းကြီးကလူ့ဘဝတော်ကသူကိုယ်တိုင်ချင့်သုံးလိုက်နာခဲ့တဲ့ကျင့်ဝတ်တရားတွေအဲ့ဒီကျင့်ဝတ်တွေကိုချင့်တဲ့ပုဂ္ဂိုလ်အဲ့ဒီအည်ချင်းတွေကိုချင်းတရားတွေနဲ့ပြေဝတဲ့ပုဂ္ဂိုလ်ကိုသူတော်ကောင်းလို့တာဝရိန္ဒာတတ်တွေကတတ်မှတ်ကြတယ်အဲ့ဒါဘာလို့ဆိုလို့ရှိရင်ဒုက္ခရောက်လာတဲ့အခါလူတွေဟာပထမဆုံးခြေဆုရှိတဲ့ပုဂ္ဂိုလ်ဘယ်လိုလဲဆိုရင်အမေနဲ့အဖေမိဘနှစ်ပါးမိဘနှစ်ပါးဟာခြေဆုရှိဆုံးပုဂ္ဂိုလ်တွေအဲ့ဒီခြေဆုရှိဆုံးပုဂ္ဂိုလ်ကိုခြေဆုဆက်တက်လို့ရှိရင်ဒါသူတော်ကောင်းတယ်မာတာပိတိရောအသက်ဆုံးမိဘနှစ်ပါးကိုလေးလေးစားစားနဲ့ပြုစုစောင့်ရှောက်တတ်တဲ့သားသမီးကိုသူတော်ကောင်းလို့တာဝရိန္ဒာနတ်တွေကတတ်မှတ်တယ်ဒါတကယ်သူတော်ကောင်းပဲဒါရမကဘူးဆွေတဲ့မျိုးထဲမှာအမိဘကတော်တဲ့အမျိုးတွေရှိတယ်အဖေဘကတော်တဲ့အမျိုးတွေရှိတယ်ကိုမိသားစုထဲမှာကိုယ့်ရဲ့အသက်ကြီးတဲ့အကိုတွေအမတွေဆိုတာမျိုးတွေရှိတယ်အဲ့ဒီကိုယ့်အမျိုးတွေကလေးစားတော့တဲ့လူကြီးသူမတွေကိုယူသည်လေးစားသမှုပြုတဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းတယ်အဲ့တော့အပြန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်အမေဖေကိုမပြုစုဘူးဆိုရင်သူယုံမှာဝတ္တလတုတ်တံမှာဒီလိုပဲခေါ်တယ်သူတော်ကောင်းရဲ့စံချက်ဘက်ကသူယုံမှာအမေဖေပြုစုမယ်ဆိုရင်သူတော်ကောင်းဆွေတဲ့မျိုးတွေကချီးတဲ့ပုဂ္ဂိုလ်တွေကိုယူသိလေးစားတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲသူတော်ကောင်းပဲသူတော်ကောင်းလို့သတ်မှတ်အင်္ဂါနှစ်ချက်ရနောက်တစ်ခုကဘာလို့ဆိုရင်စကားပြောတဲ့အခါမှာတိမ်တိမ်မွေ့မွေ့ကြီးကြီးကြီးပြောတတ်တဲ့ပုဂ္ဂိုလ်ဟာလည်းသူတော်ကောင်းတယ်လူညံ့တိမ်မွေ့တဲ့စကားပြောရမယ်ချမ်းသာတဲ့စကားမျိုးကိုဖရုဒဝါစာလို့ဖရုဒဝါစာပြောလို့ရှိရင်မိစ္ဆာဝါစာဖြစ်တယ်ဒါကြောင့်ချမ်းသာတဲ့စကားမျိုးမပြောရဘူးတဲ့ဘယ်လိုစကားမျိုးပြောတော့ဆိုရင်ယတာဝါစာနေလာကိုပြောလိုက်တဲ့စကားတစ်ခုအပြစ်ကင်းတဲ့စကားမျိုးဖြစ်ရမယ်ကဏ္ဍဒုက္ခကြားလိုက်ရတဲ့ပုဂ္ဂိုလ်တွေမှာနားချမ်းတဲ့ပုဂ္ဂိုလ်ရဲ့နားချမ်းသာတော့နားချမ်းသာတယ်ဆိုတော့တင်စားပြီးတော့ပြောတော့စိတ်ချမ်းသာမှုဖြစ်စေပေမဏိယဒီစကားကိုလူတိုင်းကနှိမ့်ညွှတ်ကြတယ်အဲ့ဒီကမှစိတ်ထဲနှလုံးထဲမှာရောက်သွားတယ်ဘဝဆနာကံတာလူအများကကြိုက်တယ်ပေါ်ရီတကယ်ရင်ကျေးတဲ့မျိုးသူမျိုးသားတွေ30စက္ကန့်လုံးဖြစ်တယ်အဲ့ဒီလိုစကားပြောလို့ရှိရင်ရင်ကျေးကျေးတိမ်တိမ်မွေးမွေးနဲ့နားထောင်ရတဲ့
ဖက်သားနားချမ်းသာလို့စိတ်ထဲနှလုံးထဲမှာစိတ်ဝင်သွားတဲ့စကားမျိုးတဲ့ဒါကချွဲချွဲဖြစ်ဖြစ်ပြောတာမျိုးပြောတာမဟုတ်ဘူးနော်အဲ့ဒါမျိုးကိုပြောတာမဟုတ်သူပြောတဲ့စကားလုံးလေးကတန်ဖိုးရှိလိုက်တာတစ်ဖက်သားကစိတ်ချမ်းသာစရာဖြစ်တယ်ကြားလိုက်ရတဲ့စကားလုံးကလည်းတန်ဖိုးရှိတဲ့အနှစ်သာရရှိတယ်ဒီစကားမျိုးကိုဆိုအဲ့ဒီစကားမျိုးကိုပြောလို့ရှိရင်ဒါဖုဒ္ဓဝါစာကခင်းနေတဲ့ကြောင့်ပဏ္ဏတိမ်ဝိတဲ့တခိလသမ္မာတပြည့်ပြည့်ပြောတတ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုလည်းပဲတာဝရဏတ္တိကနတ်တွေကသူတော်ကောင်းလို့သတ်မှတ်တယ်နောက်တစ်ခုကအရက်ထဲမှာနေလို့ရှိရင်အချို့ပုဂ္ဂိုလ်တွေကအရက်ထဲကလူတွေတယောက်နဲ့တယောက်တအိမ်နဲ့တအိမ်မိသားစုတူနဲ့တူမတည့်အောင်အတင်းချင်းပြောတတ်တဲ့အလေးထားရှိတယ်ဆိုတာအားလုံးသိတယ်နော်လူတစ်ယောက်စုံပြီးလို့ရှိရင်နောက်တစ်ယောက်အကြောင်းကိုပြောမိတတ်ကြတယ်ပြောရဆိုတာအကောင်းပြောတာတဲ့အဆိုးပြောတာကပုံများတတ်တယ်နော်ဒါလူရဲ့သဘာဝကိုပြောတာအဲ့ဒါလို့ပြောတဲ့အခါဒါအတင်းချင်းပြောတော့ခေါ်တာပါအဲ့ဒါလို့အတင်းချင်းပြောလို့သူတို့နှစ်ယောက်ကကျန်တဲ့လူတယောက်ရဲ့အတင်းချင်းတွေပြောပြီးတော့တယောက်ကသွားเสียရှိလို့ထသွားလို့ရှိရင်ခြံရတဲ့လူတယောက်ကဘာပြောတော့ဆိုရင်မင်းငေါ်လိုက်တယ်သူလည်းတူတူပါပဲလို့အဲ့တော့လူတွေရဲ့အကျင့်မှာဒီတင်းချင်းပြောတာမျိုးဂုံးတိုက်တာမျိုးတယောက်နဲ့တယောက်မတက်အောင်လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေရှိတယ်အဲ့ဒီစိတ်ဓာတ်မျိုးကင်းပြီဆိုလို့ရှိရင်သူတော်ကောင်းအေးအစဉ်ပြေလို့တယောက်နဲ့တယောက်အထင်မြင်နေလွဲပြီးမတည့်ဘူးဆိုလို့ရှိရင်ဘိန္နာနာတန္တာတာကိုယ်နေတဲ့လူတွေကိုစိတ်ဆက်ပေးတယ်ပြန်ပြီးတော့ညီညွတ်အောင်လုပ်ပေးတယ်တဟိတနာလုပ်ပါတာဟိုခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေပို့ပြီးတော့ခင်ခင်မင်မင်ရင်းနှီးနှီးဖြစ်အောင်ပြောပေးတယ်သမဂ္ဂကရဏေဝါစံပါတိတညီညွတ်တဲ့စကားလုံးတုံးတဲ့သူညီညွတ်အောင်လာပြောတယ်ကွဲမဲ့ပြောမဲ့စကားမျိုးမတယောက်တယောက်မတည့်ဘူးအထင်လွဲမဲ့စကားမျိုးဘယ်တော့မှမပြောဘူးတဲ့တရားမင်းကြီးကိုယ်တိုင်လူဘဝလူလောကမှာနေတော့ဒီချင်းဝတရားတွေကိုတလေးတစားလိုက်တာချင်းခဲ့တယ်ဟိုအရက်ထဲမှာဆိုလို့ရှိရင်ဒီလိုတင်းပြင်းပြောပြီးတယောက်နဲ့တယောက်မတည့်အောင်လုပ်တဲ့ပုဂ္ဂိုလ်ရှိရင်ညီညွတ်ရေးပြပြစေတာပေါ့အဖွဲ့အစည်းတစ်ခုမှလည်းဒီလိုပုဂ္ဂိုလ်ပါလာလို့ရှိရင်ညီညွတ်ရေးပြည့်စည်သွားညီညွတ်မှုပြည့်စည်သွားတာမေတ္တာပြည့်စည်သွားတာအဓိကရင်ထဲနှလုံးထဲကမေတ္တာကိုခန်းချောက်သွားမေတ္တာခန်းချောက်သွားတဲ့ကတယောက်တယောက်အကောင်းမမြင်တော့ဘူးလေအဲ့ဒါမျိုးမဖြစ်ရအောင်ညီညွတ်တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်စေတယ်အဲ့ဒါဟာသူတော်ကောင်းနေတဲ့ဒါတာဝရိဏနတ်တွေအတိမပြုတဲ့သူတော်ကောင်းနောက်တစ်ခုကမစ္စရိယတရားကိုဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်မစ္စရိယဆိုတာဘာပြောတာလဲကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများကိုမရစေချင်တာဒါမစ္စရိယတမန်အားဖြင့်ပြောနေကြတဲ့မစ္စရိယဆိုတာနှမျောတယ်လို့ပြောကြတယ်နှမျောတယ်ဆိုတဲ့အဓိပ္ပာယ်ကကိုယ့်ပစ္စည်းကိုမလူရဲလို့နှမျောတယ်ဆိုတဲ့အဓိပ္ပာယ်တစ်မျိုးတည်းနဲ့ညာမစ္စရိယဆိုတာအဲ့ဒါမဟုတ်ဘူးအဲ့ဒါနဲ့မကဘူးမစ္စရိယဆိုတာကိုရထားတဲ့အခွင့်အရေးကိုသူများမရစေချင်တာကိုအောင်မြင်ကြီးပွားတယ်လို့သူတစ်ပါးတွေမကြီးပွားစေချင်တာဒါမျိုးကိုမစ္စရိယလို့ခေါ်တယ်တွန့်တူဥမာပဲလူတယောက်ရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းတဲ့အခါမှာဟောဖို့တည်တည်အမှန်အကန်တိုင်းရှိတဲ့လောက်မချီးမွမ်းခြင်းထိန်ချန်ထားခြင်းနဲ့ဒါလည်းမစ္စရိယလို့ခေါ်တယ်မစ္စရိယအဲ့ဒီထဲမှာအဆိုးဆုံးကတော့မစ္စရိယတရား၅မျိုးရှိတဲ့ထဲကဓမ္မမစ္စရိယကအဆိုးဆုံးပဲဓမ္မမစ္စရိယဆိုတာကိုသိတဲ့အတတ်ပညာတရားဓမ္မနဲ့ပတ်သက်ပြီးဝန်တူပြီးသူများကို
မပြောသိသွားလို့ရှိရင်ကိုသိတဲ့တရားသူများသိသွားလို့ရှိရင်ကိုနဲ့သူနဲ့ဓာတ်လူဖြစ်သွားမှာဆိုပြီးတော့ဝန်တိုးတာကျန်ကျန်ဖန်ဖန်ဝန်တိုးတာနော်အဲ့ဒါမျိုးဓမ္မပစ္စရိယလို့ခေါ်တယ်တခြားပစ္စရိယတွေကအာဝါဒပစ္စရိယအဆောက်အဦနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ဝန်တိုးတာကုလပစ္စရိယကိုယ့်ရဲ့အပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့ဝန်တိုးတာလာဘပစ္စရိယကိုရတဲ့သတ္တဗာနဲ့ပတ်သက်ပြီးတော့ဝန်တိုးတာဝဏ္ဏပစ္စရိယဂုံကျေးဇူးတို့ချီးမွမ်းခံရတဲ့စကားတို့နဲ့ပတ်သက်ပြီးတော့ဝန်တိုးတာဓမ္မပစ္စရိယတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဝန်တိုးတာလို့ဝန်တိုးမှုပစ္စရိယတရား၅မျိုးရှိအချင်းအမြင်တော့ကိုကြီးပွားသလိုမကြီးပွားစေချင်အဲ့ဒီမစ္စရိယတရားဟာဘာလို့ရှင်တွဲတာလဲဆိုရင်ဒေါသနဲ့ရှင်တွဲတာဒေါဘနဲ့မတွဲဘူးနှမျောတယ်ဆိုတဲ့လူကိုဒေါဘနဲ့တွဲတယ်လို့ထင်ကြမဟုတ်ဘူးမစ္စရိယဒေါသနဲ့တွဲတယ်မစ္စရိယရဲ့သဘောတရားကိုကြည့်ကြည့်အလုံးတွေ့ကြပါလိမ့်မယ်ကြောင်လေးတွေခွေးလေးတွေကြောင်လေးတွေဟာသူတို့ပါဇက်ထဲမှာကြွက်ကလေးတစ်ကောင်ရလာလို့ရှိရင်မန်ဖီးနေတာကိုတွေ့လေအဲ့ဒါဘာအတွက်မန်ဖီးတာလဲဆိုရင်မစ္စရိယသူရထားတဲ့အစာကိုလာပြီးတော့မထိနဲ့ဆိုတဲ့အထိပ်ပဲပဲတော့ဘေးကအကောင်လေးကိုမန်ဖီးတယ်ရန်ထုတ်တယ်လေတိရစ္ဆာန်ရောရောက်ဘူးလို့ကြားရချင်းသေးတွေအစာကျွေးတဲ့အချိန်တွေ့ဘူးကြပါလိမ့်မယ်အစာရည်စာဝေါဝိုင်းလင်းလင်းကြီးသူတို့စားကြရတာမဟုတ်ဘူးညနေစာကျွေးတဲ့အချိန်မှာသွားကြည့်စာကျွေးမဲ့လူလာကနေဆိုရင်ကြားရချင်းသေးတွေကရောက်ရခတ်တယ်စာကျွေးတဲ့လူကအသားတစ်ကောင်လောက်ထဲထဲကိုပြစ်ထည့်လိုက်တာနဲ့တပြိုင်နက်ကြားရချင်းသေးတွေမလုပ်လို့ဆိုရင်အဲ့ဒီအသားကိုကတ်ပြီးတော့ရန်လိုက်လုပ်နေတာပဲမန်ဖီပြီးတော့အဲ့ဒါပါလို့ဆိုရင်မစ္စရိယရဲ့သဘောပြောတာနော်သူရထားတဲ့အစာကိုလာပြီးတော့မထိနဲ့သိမ့်ပိုက်ထားပြီးကျန်တာတွေကိုမထိနဲ့ဆိုတဲ့သဘောနဲ့ဒေါသနဲ့မန်ဖီတာမစ္စရိယဖြစ်လာရင်ဒေါသဖြစ်တယ်စမ်းကြည့်ပေါ့ခွေးကလေးနှစ်ကောင်မှာတစ်ကောင်တစ်ကောင်ကစားနေတဲ့ကြားထဲမှာအမဲရိုးလေးတစ်ချောင်းသာပြစ်ချချစ်လိုက်ကြိုက်မှသိကြတယ်နော်အစာအတွက်ရတဲ့ကောင်ကလည်းလာမထိနဲ့ဘောကကောင်ကလည်းလူမယ်အဲ့တော့ဒီမစ္စရိယဆိုတဲ့သဘောတရားကကိုရထားတဲ့အခွင့်အရေးတစ်ခုကိုသူများနဲ့ share ရမလုပ်နိုင်တဲ့သဘောအဲ့ဒီမစ္စရိယဆိုတဲ့တရားတွေလူရဲ့ society အသင်းအဖွဲ့ထဲမှာအတ္တရေပြုပြီးတော့စီလုံးရေးကိုပြပြစေတဲ့တရားတစ်မျိုးဖြစ်သွားကြပါအဲ့ဒီမစ္စရိယတရားဖယ်ရှားရမယ်မစ္စရိယတရားဖယ်ရှားနိုင်လို့ရှိရင်ဘာတရားထွန်းကားလို့ဆိုစာခစွန့်ကြဲမှုစွန့်လွတ်မှုကိုရလာတဲ့အခွင့်အရေးတစ်ခုကိုအားလုံးနဲ့ share လုပ်ပြီးတော့ညမြတ်တလူလောကမှာအသုံးပြုတတ်တယ်စာခလို့ခေါ်တယ်မမြတ်တဲ့တရားတစ်ခုဒါကြောင့်မလို့တာဝရိသာနတ်တွေကမစ္စရိယဆိုတဲ့စိတ်ရဲ့အညစ်အကြေးကိုဖယ်ရှားဖြစ်နိုင်ပြီမစ္စရိယကဲတဲ့ပုဂ္ဂိုလ်ဆိုရင်ဒါသူတော်ကောင်းလို့ဒီလိုသတ်မှတ်ကြတယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်လောကလူတွေကစကားတစ်ခုပြောလို့ရှိရင်အမှန်တရားကိုတိတိကျကျပြောဖို့ရဝန်လေးနေတယ်လို့ဖြစ်တယ်ဒါကြောင့်ဘယ်လိုပြောရလဲဘုရားပပလင်္ကာမချောဆိုပြီးတော့ချောအောင်နည်းနည်းလေးအဖိုးကလေးအစိတ်ကလေးအလေးအများမဟုတ်တာလေးတော့နည်းနည်းဖြည့်ဆွတ်ပြီးတော့ပြောတတ်တယ်အဲ့ဒီလိုမမကန်တာလေးလုံးဝမထည့်ပဲနဲ့တကယ်အမှန်ကိုသာလေအဖြစ်မှန်ကိုသာလေမှန်တဲ့အတိုင်းပြောတဲ့အချိန်မှာပြောလို့ရှိရင်သစ္စာလို့ခေါ်အဲ့ဒီမှန်တဲ့သစ္စာစကားအလွန်တန်ဖိုးရှိပြီးအလွန်တဘိုးကြီးတဲ့အရာတစ်ခုပဲလူတိုင်းဟာဝစီသစ္စာလို့ခေါ်တဲ့မှန်တဲ့စကားကိုသုံးချပြီးတော့
ကိုလိုချင်တာတစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီသစ္စာရဲ့အစွမ်းတတ္တိရှိတယ်လို့ဆိုသစ္စာရဲ့အစွမ်းတတ္တိရှိမှန်တာကိုပဲပြောအဲ့ဒါလိုမှန်ကန်မှန်တဲ့စကားကိုသာပြောရဲတယ်မှန်တဲ့စကားကိုသာပြောလို့ရှိတဲ့ပုဂ္ဂိုလ်မျိုးဟာလည်းပဲသူတော်ကောင်းပဲတဲ့နောက်တစ်ခုကသူတော်ကောင်းလို့သတ်မှတ်လို့ရတာဘာလို့ဆိုအမျက်ဒေါသကိုထိမ့်သိမ့်နိုင်တဲ့ပုဂ္ဂိုလ်အမျက်ဒေါသကိုဖယ်ရှားပြနိုင်တဲ့ပုဂ္ဂိုလ်လောကမှာစိတ်ဆိုးလို့ပြဿနာတက်တာအများကြီးပဲလေမိသားစုထဲမှာအိမ်တော်စုပြိုကွဲသွားတာလို့သာသမီမိဘမိသားစုအချင်းချင်းပြိုကွဲသွားတာလို့တော်တော်များများဟာဒေါသကြောင့်ဖြစ်တယ်ဒေါသကတော်တော်များများလောကကိုဒုက္ခပေးနေတဲ့ဓာတ်သိကြတာကံကြီးတွေထိုင်အောင်လုပ်တာကြည့်တယ်ဒေါသကြောင့်ဖြစ်တာမာတုကာရကအမိတတေကံပိတုကာရကအဖတတေကံအရဟတကာရကယန္တတတေလောဟိတုပါရကဘုရားသွေးစိတ်တည်အောင်လုပ်တဲ့ကံဒါတွေကဒေါသအခြေခံပြီးတော့ဖြစ်လာတာအဲ့ဒီဒေါသဟာမထိန်နိုင်ဘူးမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်လောကကြီးမှာပြဿနာတွေအများကြီးတက်နိုင်တယ်ဒါကြောင့်မို့လို့ကိုဒေါသကိုထိန်နိုင်တဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းတယ်ကဲလူတော်ကောင်းပဲလေဒါဆိုဟောယဟန်တော်တွေတိပိမခုတ်ရဆိုတဲ့ပညာချက်နဲ့ပတ်သက်ပြီးတော့ယုတ်စိုးနဲ့တူရဲ့ဒေါသထိန်ပုံသက်ဆောင်ရဟောထားတာရှိတယ်အေးမြင်းစည်းလာတဲ့ပုဂ္ဂိုလ်တော့မဟုတ်မြင်းအထာမောင်းတဲ့ပုဂ္ဂိုလ်မြင်းရဲ့ဇက်ကိုနိုင်အောင်ထိန်းမြင်းရဲ့ဇက်ကိုနိုင်အောင်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုတကယ်ယထာထိန်းလို့မခေါ်နိုင်ဘူးတဲ့ကိုဒေါသကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်မှာတကယ်ယထာထိန်းလို့ခေါ်နိုင်တယ်လို့သက်ဆောင်ရဟောထားတာရှိတယ်။ဉာဏ်တော်တစ်ပါးကကျောင်းဆောင်ဖို့ရအတွက်ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ကိုလှဲတယ်ပေါ့လှဲတဲ့အခါမှာအဲ့ဒီသစ်ပင်မှာအမိပြုပြီးတော့ဘုံမိတ်မှန်ဖြစ်နေတယ်ဘုံမိတ်မှန်မှာရှိနေတဲ့ယုတ်ကစိုးနတ်ကအရှင်ဘုရားတဲ့ကိုယ့်အတွက်အဆောက်အုံလုပ်ချင်တာနဲ့တပည့်တော်ရဲ့အဆောက်အုံကိုမဖြစ်စည်းပါနဲ့သူပြောတဲ့စကားလေးကလည်းဟုတ်တယ်ကိုယ့်အတွက်အဆောက်အုံလုပ်ဖို့အတွက်သူများအဆောက်အုံမဖြစ်ပါနဲ့ပြောတော့ဘုရားနားထောင်တော့သူပြောလို့မရတော့ဘာလုပ်လို့ဆိုရင်သူ့ရဲ့သားငယ်ကလေးခုတ်မဲ့နေရလို့ယုတ်ကစိုးကသူ့ရဲ့သားငယ်ကလေးရှေ့ကထားလိုက်ရင်တော့ဒီကိုတော့ခုတ်မှာမဟုတ်ဘူးဆိုပြီးတော့တစ်ပင်ဖြတ်နေတဲ့ခုတ်နေတဲ့ဓာခုတ်မဲ့နေရကိုကလေးလေးကိုယုတ်ကစိုးသားလေးကိုထားလိုက်တဲ့ချိန်ဘုရားကလည်းအားနဲ့ခုတ်ချလိုက်တဲ့အချိန်မထိန်နိုင်တော့ဘဲနဲ့ယုတ်ကစိုးသားလေးလက်ပေါင်းကနေပြတ်သွားတယ်ဓာခုတ်ပြီးကဲစဉ်းစားကြည့်အဲ့ဒီအချိန်မှာလောက်စိတ်ဆိုးလို့လဲဆိုတာစဉ်းစားကြည့်နော်ကိုယ်တိုင်ကြုံရရင်မခုတ်ပါနဲ့လည်းပြောတယ်ဒီကလေးလေးမြင်ရင်လည်းခုတ်လိုက်တယ်ဆိုတော့လောက်စိတ်ဆိုးသို့သောအဲ့ဒီနတ်ကသူ့ရဲ့တကူပါဝါနဲ့အဲ့ဒီယဟန်ကိုအဲ့ဒီနေရာမှာပဲတတ်လို့သူရတတ်လိုက်တော့မလို့စိတ်အကြီးကျယ်စိတ်ဆိုးသွားတယ်ဘာဖြစ်လို့သူ့သားငယ်လေးလက်မောင်းကပြတ်သွားတာအတော့ကိုစိတ်ဆိုးသွားပြီးတော့တတ်မလို့စိတ်ဆိုးလိုက်စိတ်ဖြစ်လိုက်တဲ့အချိန်မှာဒေါသကိုသူပြန်ပြီးတော့ break out လိုက်တယ်ပြန်ထိန်းလိုက်ဘယ်လိုထိန်းလိုက်လဲဒီကိုယ်တော်မှာဆရာသမားရှိတယ်ဘုရားရှိတယ်ငါတတ်လိုက်လို့ရှိရင်ငါမှာအမှုတွေဖြစ်လိုက်တယ်အဲ့တော့သူ့ရဲ့ဆရာသွားပြီးတော့တိုင်မယ်ဆိုပြီးတော့မြတ်စွာဘုရားသွားလျှောက်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီခုနကစကားလေးကိုဒီလိုကိုဒေါသကိုကိုထိန်းနိုင်တဲ့လူပါတကယ်ယထာတိအစစ်ပဲယထာတိအစစ်ဆိုဒီလိုပုဂ္ဂိုလ်မျိုးမှာ
အရှိန်နဲ့ထွက်လာတဲ့ဒေါသကိုဖမ်းပြီးတော့ထိန်းလိုက်တယ်ဆိုတော့လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုပြီးမြတ်စွာဘုရားကချီးမွမ်းတယ်ဒီယဟန်ကသီလရှိတဲ့ယဟန်နဲ့သွားတတ်ပြီးလို့ရှိရင်အကုသိုလ်တွေဖြစ်ပြီးတော့ငရဲချရလိမ့်မယ်ကိုဒေါသကိုမထိန်းနိုင်တဲ့အတွက်ကြောင့်အခုလိုမတတ်ပဲကိုဒေါသကိုထိန်းတာသိကောင်းတာပဲနဲ့မြတ်စွာဘုရားကတရားဟောပြီးတော့ဇေရဝံကျောင်းတော်ထဲမှာဘယ်နှမှမရှိတာမကြခင်ကမှနတ်ကသုတေသွားလို့အားသွားတဲ့ဗိမာန်တစ်ခုကိုညွှန်ပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာနေလို့သူ့ကိုနေရာချပေးတာဟောဒေါသကိုထိန်းနိုင်တဲ့ဟာသူတော်ကောင်းတယ်ဒေါသကိုထိန်းနိုင်တယ်ဒါတရားရှင်းနေဆိုတာဒီလိုလက်တွေ့ရှင်းတာကိုပြောတော့နော်ဒါတဝိဇာနဲ့တွေကနေပြီးတော့သူတော်ကောင်းလို့သတ်မှတ်ရတဲ့စံတွေကိုထုတ်ပြောတာအေကောင်းပြီဒီလိုသူတော်ကောင်းတွေကသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားဆိုတာအာရုံပြောတာလေသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားဟာကိုချင်းတရားကိုတန်ဖိုးထားသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားကိုချင်းတရားကိုဘယ်တော့မှမစွန့်လို့ဘာကြောင့်နဲ့မှကိုချင်းတရားမစွန့်လို့အတက်ကိုစွန့်ရင်စွန့်ရပါစေကိုချင်းတရားကိုမပြတ်ပြားစေတာသူတော်ကောင်းတွေရဲ့စိတ်နေသဘောထားဒါကိုစာပေမှာပါဏံဇဇန္တိတန်တော်နာပိဓမ္မတန်တော်သူတော်ကောင်းတွေဟာပါဏံကိုအတက်ကိုဇဇန္တိစွန့်ရတယ်ဓမ္မဓမ္မကိုတော့နာဇဟန္တိမစွန့်ရဘူးဒါသူတော်ကောင်းရဲ့စိတ်နဲ့သဘောထားကကိုချင်းတရားကိုဘာနဲ့မှမလဲကိုချင်းရမယ့်တရားကိုလည်းလည်းကိုယ်နဲ့ဆက်ပြီးဆိုတော့ဒါဖြင့်အများပုဂ္ဂိုလ်တွေကဒါလွယ်တဲ့ကိစ္စလားလို့ဆိုမလွယ်ဘူးအများလူတွေကဘာလို့ဆိုရင်လွယ်တဲ့ကိုယ်နဲ့ကိုချင်းတရားကိုဆွန့်ပြကြဆိုတော့ဥပုသ်ဆောင်မှုသီလဆောက်တည်ထားတယ်ခမင်းစားရဲမနေနိုင်တော့ဥပုသ်ချပြီးစားတော့မယ်ဟောအစာနဲ့ဥပုသ်နဲ့လဲလိုက်တာပဲလေအစာနဲ့ဥပုသ်နဲ့လဲလိုက်တာနေမကောင်းတာကိုအကြောင်းပြုပြီးတော့ကိုကျင့်တရားကိုစွန့်လွတ်လိုက်တယ်ဒါကိုကျင့်တရားနဲ့လဲတာပဲတန်ဖိုးရှိတဲ့အရာနဲ့တန်ဖိုးမရှိတဲ့အရာလဲနေရှိတယ်ဒါတမန်ပုဂ္ဂိုလ်တွေကအဲ့ဒီလိုလဲလိုက်တာနှစ်ခုရွေးเสียပေါ်လာပြီဆိုလို့ရှိရင်ကိုချင်းတရားကိုပဲစွန့်လွတ်လိုက်ပြီးတော့ကျန်တဲ့ကိုရွေးလေးရှိတယ်ပေါ့နောက်အခါမှာရောင်ရဆိုပြီးတော့လို့စွန့်ရတယ်ကိုအတွက်နဲ့လည်းကိုချင်းတရားကိုစွန့်လွတ်တယ်သူများအတွက်နဲ့လည်းကိုချင်းတရားကိုစွန့်လွတ်တယ်အတ္တဟိတုပရဟိတုအာမိတကိစိတ်ခဟိတုလတ်လပါကလေးတစ်ခုအတွက်နဲ့လည်းပဲကိုချင်းတရားကိုစွန့်လွတ်ကြတယ်ဒါအများစုကတန်ဖိုးထားပုံကြီးမတူဘူးပေါ့သူတော်ကောင်းတွေကြတော့အဲ့လိုမဟုတ်ဘူးကိုချင်းတရားကိုအသက်တဲ့ပို့ပြီးတော့တန်ဖိုးထားကိုချင်းတရားကိုအသက်တဲ့ပို့တန်ဖိုးထားဘယ်လိုကိစ္စနဲ့မှကိုချင်းတရားကိုဆွန့်လွတ်မှာမဟုတ်ဘူးတဲ့အသက်အသေးချင်းခံချင်းခံတယ်အရင်တော့ဗမာပြည်မှာစာရေးဆရာကြီးတယောက်ကရေးဘူးလေသောတာပန်မှာကြားနဲ့ရင်ဆိုင်တွေ့လာသူ့ထဲမှာလည်းလက်နဲ့ပါလာတယ်ဆိုလို့ရှိရင်တော့သူ့အသက်ကိုကိုကာကွယ်တဲ့အနေနဲ့ကြားကိုတတ်မှာပဲလို့ဒီလိုရေးထားဒါသောတာပန်ရဲ့သဘောထားမဟုတ်သူ့သဘောထားသောတာပန်ပုဂ္ဂိုလ်များကြတာအဲ့ဒါလိုသဘောထားမရှိကိုအသက်အတွက်နဲ့လည်းသူများအသက်ကိုတတ်တာမျိုးဘယ်တော့မှမလုပ်တော့ဘူးသောတာပန်သိချင်းသိကိုပဲသိခံမယ်သူများနဲ့မတတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရှိသောတာပန်တာမန်ပုဂ္ဂိုလ်တွေကြတော့ဒီလိုသဘောထားမရှိဘူးတဏ္ဏစစေအင်္ဂဝရတဟိတုခြေလက်အင်္ဂါကိုခြေကိုလက်တစုံတစ်ခုထိခိုက်မှဆိုလို့ရှိရင်ဥပမာပဲခြေဖြတ်ခံရမယ်လက်ဖြတ်ခံရမယ်
အင်္ဂါခြေလက်ပစ္စည်းသွားဖို့ရပစ္စည်းသွားမယ်ဆိုတာကိုကာကွယ်ဖို့အတွက်မလုပ်ရတော့ဆိုပစ္စည်းဥစ္စာကိုစောင့်ကြပစ္စည်းဥစ္စာနဲ့ကာကွယ်လုပ်ကြတယ်တခုခုတော့စောင့်ရမယ်ဆိုတော့ခြေတွေလက်တွေမျက်စိတွေအပြတ်မခံနိုင်ဘူးပတ်စံပဲပေးလိုက်ဟောကိုယ်အင်္ဂါအတွက်နဲ့အသက်ပစ္စည်းဥစ္စာကိုစောင့်နေတခါအသက်နဲ့ကိုယ်အင်္ဂါဒီနှစ်ခုဆိုလို့ရှိရင်အသက်ရှင်ရင်တော်ပြီကိုယ်အင်္ဂါကိုစောင့်တယ်ဒါကြောင့်မလို့အသက်မတည်အောင်ဟုတ်လားအသက်မတည်ပြီးရောဆိုရင်ခြေတော်လည်းဖြတ်ရတယ်လက်လည်းဖြတ်ရတယ်မမေကျမ်းမာရေးနဲ့ပတ်သက်လာပြီးတော့ခြေတော်ဖြတ်ရမယ်ဖြတ်ရင်အသက်ရှင်မယ်ဆိုဖြတ်ကြတယ်လက်ဖြတ်လို့အသက်ရှင်မယ်ဆိုရင်လည်းဖြတ်ကြတယ်ဘာလို့ဆိုအသက်ကိုတန်ဖိုးထားတာအသက်ကိုတန်ဖိုးထားလို့ရှိရင်ကိုယ်ခြေကိုယ်လက်ကိုယ်အင်္ဂါချွဲသွားတယ်သွားပါစေမတည်ပြီးရောဆိုပြီးတော့ဒါလူလောကမှာဒီလိုလုံးလေးရှိကြတယ်တရားနဲ့ပတ်သက်လာတဲ့အခါကျတော့တဲ့ပစ္စည်းဥစ္စာလည်းကုန်ပါစေကိုယ်အင်္ဂါတွေလည်းပျက်စီးခြင်းပျက်စီးပါစေအသက်လည်းသိခြင်းသိပါစေတရားကိုတော့ပြတ်မခံဘူးသူတော်ကောင်းရဲ့စိတ်ဓာတ်ကအဲ့ဒါကိုချင်းတရားကိုတော့ဆုံးလို့မဟုတ်ဘူးသတ္တဝါကြီးဆက်ွယ်တွေကဘူရိဓတ္တဆိုတဲ့ငကားမင်းကြီးဇာလန်းကိုဖတ်ပူးတဲ့ပုဂ္ဂိုလ်တွေတွေ့တယ်ဥပုသ္တိလစောင့်တည်တဲ့အခါဘုရားလောင်းများကဒိဋ္ဌံထားနေရှိလူပြည်လူလောကလာပြီးတောင်ဘိုးပေါ်မှာခွေပြီးတော့တိလစောင့်တည်တိလစောင့်တည်တယ်ဆိုတာကျင့်စရာကျင့်မှာဟုတ်ကဘောင်းတောင်းလောက်တာအဋ္ဌံပြုလိုက်ဒီကိုချင်းတရားကိုငါဒီကနေ့ပြည့်ပြည့်ဝဝသူများအသက်တတ်တာမလုပ်ဘူးသူများဥစ္စာခိုးတာမလုပ်ဘူးဆိုတဲ့သဘောပေါ့ဒိဋ္ဌံလိုက်တယ်ဘယ်နည်းနဲ့မှသူများတဲ့ကောင်မတတ်ဘူးဒီကိုချင်းတရားကိုတော့အောင်ဆောင်းဆောင်ငါအသက်ကိုလာတတ်ချင်တတ်ပါစေငါကိုချင်းတရားတော့မပြည့်စုံရဘူးဒီလိုအဋ္ဌံပြီးတော့မှအသက်ဆုံးပြီးတော့သူ့ကိုဆောင်ဒါသီလပရမတ္ထပါရမီလို့ခေါ်တယ်အလံပေသမားနဲ့တွေ့တဲ့အခါကျတော့ဘုရားတော်ပူရိတ္တနဂါမင်းကိုအလံပေပြဖို့ဆိုပြီးတော့အလံပေသမားကမန္တန်ရွတ်ဆေးဖြန့်ပြီးတော့အားပြော့အောင်ရိုက်နဲ့ဖန်စီခေါ်သွားတာအဲ့ဒီအချိန်မှာသီလဆောင်ထားတဲ့ကြောင့်မျက်စိကိုဇုံမိတ်ထားစိတ်ဆိုးပြီးတော့ကြည့်လိုက်လို့ရှိရင်နဂါးတွေရဲ့တကူးတီတော်ကြောင့်စိတ်ကအမတန်ပြင်းတော့စိတ်ဆိုးပြီးကြည့်လိုက်လို့ရှိရင်တစ်ဖက်သားကခွဲပြာကြသွားတယ်မလုပ်ဘူးအဲ့ဒီလိုကိုယ့်အသက်ကိုဆုံးပြီးတော့ကိုချင်းတရားကိုအသက်တဲ့တန်ဖိုးထားတာဒါသူတော်ကောင်းတွေစိတ်နေသဘောထားပဲအဲ့တော့သူတော်ကောင်းတွေရဲ့စိတ်နေသဘောထားနဲ့ကြံတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်နေသဘောထားအများကြီးကွာခြားအများကြီးကွာခြားရသောအပြင်လူတွေကငါထိမခံဘူးငါပစ္ဆံငါပစ္စည်းထိမခံဘူးငါသာသမီထိမခံဘူးဆိုတဲ့လူကများတယ်လေကိုချင်းတရားထိမခံဘူးဆိုတာအမှန်တန်ရှားတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်အဲ့တော့ကိုချင်းတရားနဲ့ပတ်သက်လာရင်တော့လွယ်လွယ်ကူကူပဲဆုံးလို့နေရှိကြတယ်အများသူတော်ကောင်းတွေကြတော့အဲ့ဒါမဟုတ်ဘူးကိုချင်းတရားကိုတန်ဖိုးထားပြီးကိုချင်းတရားကိုအသက်နဲ့ပြန်လို့ရတယ်အသက်နဲ့တန်ဖိုးထားပြီးတော့ထိသိဆောက်ရှောက်တယ်ဒါသူတော်ကောင်းတွေစိတ်တွေသဘောထားသူတော်ကောင်းအတွေးနဲ့သူတော်ကောင်းစိတ်သဘောထားနဲ့ဉာဏ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်သဘောထားဟာအများကြီးကွာခြားအဲ့တော့ကိုယ့်ဘဝကိုမကောင်းတဲ့စိတ်ဓာတ်မပေါ်ရလေအောင်မကောင်းတဲ့အလုပ်ကိုမလုပ်မိရလေအောင်ဘယ်ရာကိုပဲဖြစ်ဖြစ်အကောင်းဘက်ကနေရှုမြင်တတ်တဲ့အရာတစ်ခု optimism လို့ခေါ်အရာမှာအကောင်းဘက်ကနေကြည့်တယ်အကောင်းဘက်ကကြည့်တတ်တဲ့ပုဂ္ဂိုလ်တယောက်မှာဒေါသကိုထိန်းနိုင်တာတော့မှန်တယ်
ကောင်းတဲ့ဘက်ကလှည့်တွေ့အဲ့ဒါနဲ့ပတ်သက်လို့ story လေးတစ်ခုပုံဝတ္ထုလေးတစ်ခုရေးထားတာရှိမိရထားပေါင်းသမားတစ်ယောက် engine driver တစ်ယောက်ရဲ့ဇာတ်လမ်းလေးတစ်ခုသူကဘယ်တော့ပဲဖြစ်ဖြစ်အကောင်းဘက်ကပဲတွေးတယ်ဘာဖြစ်ဖြစ်အကောင်းဘက်ကကြီးပဲပြောတယ်တစုံတစ်ခုဖြစ်သွားပြီဆိုရင်အကောင်းဘက်ကပြောတယ်ပေါ့အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးအကောင်းဘက်ကကြီးပဲကြည့်တယ်အဲ့ဒါလို့အကောင်းဘက်ကကြည့်ပြီးတော့ပြောလို့ပြောထားသူနာမည်ကြီးတယ်တနေ့ကျတော့မိရထားတိုက်လို့သူ့ခြေထောက်မှာဒဏ်ရာအကြီးကျယ်လာဆေးရုံရောက်တော့ပေါင်တစ်ဖက်ဖြတ်ရမယ့်အနေထားရောက်တကယ်ချင်းတွေကလာမေးတယ်ဒီလူကတော့ဘယ်တော့မှဆိုသူကအကောင်းဘက်ကြီးပဲပြောလို့ရှိတယ်ပေါ့ဘလောက်ဆိုးအကောင်းဘက်ကြီးပဲပြောတယ်ဥပမာပဲဆိုတော့ပိုက်ဆံပြောက်သွားတယ်လေဟာအသိဉာဏ်သက်သာတာပေါ့ဆိုတဲ့လူမျိုးပေါ့နော်ဘာဖြစ်ဖြစ်တစ်ခုဘာဖြစ်ဘယ်လိုမကောင်းတာဖြစ်ဖြစ်သူကအကောင်းဘက်ကတွေးပြီးတော့နေတတ်တဲ့လူတရားကဲဒီတစ်ခါသူအကောင်းဘက်ကတော့တွေးနိုင်တော့မှာမဟုတ်တော့ဘူးတဲ့ဘာဖြစ်လို့တော့ဆိုရင်ဆေးရုံမှာသူခြေတော်တစ်ဖက်ကတော့ဖြတ်ရတော့မဖြတ်ရင်အသက်ရှင်မှာမဟုတ်ဒီလိုခြေတော်တစ်ဖက်ဖြတ်ဒီခါဘယ်လိုများသူအကောင်းမြင်ဟုတ်မလဲတကယ်ချင်းတွေကကဲတကယ်ချင်းမင်းခြေတော်တစ်ဖက်ဖြတ်မင်းဘယ်လိုများအကောင်းပြောလို့ဆိုရင်သူကဘာပြောတော့ဆိုရင်တကယ်ချင်းတွေငါခဏနှစ်ဖက်ဝယ်ရတယ်အခုတစ်ဖက်ပဲဝယ်ဖို့လို့တော့တစ်ဖက်ကငါတက်တာသွားပြီလို့ပြောတယ်ခြေတော်တစ်ဖက်ဖြတ်လိုက်ရတဲ့အတွက်ကြောင့်ခဏတစ်ဖက်တက်တာသွားပြီတဲ့အကောင်းဘက်ကတွေ့တာသူကဘယ်တော့မှအဆိုးဘက်ကမတွေ့ဘူးအဲ့ဒါဆိုပဲတချို့ကိစ္စတွေမှာသူတော်ကောင်းတွေကတရားဘက်ကိုသာအလေးထားပြီးတော့မကောင်းတဲ့စိတ်ဓာတ်မိမိတို့တဏ္ဍာမှာမရောက်အောင်ဖယ်ရှားပြစ်တွေရှိကြတယ်ဗရယာဆရာတော်ဆိုတာမင်းတို့မင်းကြီးလက်ထက်တော့အရာရာမှာတိခံမှုနဲ့ပတ်သက်ပြီးတော့အကောင်းဘက်ကတွေးပြီးတော့တိခံတဲ့နေရာရှိတယ်တိခံတဲ့နေရာမှာအကောင်းမြင်တဲ့နေရာမှာနာမည်ကြီးလို့အဲ့ဒီဆရာတော်ကြီးကိုစမ်းရတယ်ဘယ်တော့ဖြစ်အကောင်းပြောလို့တနေ့ကျတော့ဆုံးကိုပြော့နေအောင်ချက်တယ်ပြော့နေအောင်ချက်တယ်ဘာပြောလို့ဆရာတော်ဟေးဒီနေ့ဆုံးမပြော့ဝါရတတနာပေါ်ပေါ်အကောင်းဘက်ကပြောတယ်အပြောကြတော့အပြစ်မပြောတော့မာရများပြောမလားလို့ဆုံးကိုမာချလိုက်တော့အေးဒီနေ့မာတောင်းနေစားရတော့ကောင်းတယ်ပေါ့လို့တခါပြောတယ်တရက်ကြတော့တခါစားလေးဆန်းငံအောင်လုပ်ပြီးတော့ချက်ပြီးတော့ကတ်တဲ့အခါကျတော့အေးဒီနေ့ဆန်းငံလေးနဲ့ဆိုတော့အစာပိုးကြည်တာပေါ့လို့ပြောတယ်ဆန်းငံရမလားလို့စိတ်မဆိုးစားပိုးငံလေးအတွက်ကြောင့်အစာပိုးကြည်တာပေါ့တဲ့နောက်တည့်ကျတော့စားမပါပဲနဲ့ချက်ပြီးတော့အေးဒီနေ့ရင်ငတ်တတ်တာအဲ့ဒါလို့အကောင်းဘက်ကကြီးပဲတွေးပြီးတော့သူ့စိတ်ကိုသူထိမ့်သိမ့်ပြီးကောင်းတဲ့ဘက်ကနေစဉ်းစားအဲ့ဒါသူတော်ကောင်းတွေရဲ့စိတ်တွေသဘောထားတစ်ခုပဲဒေါသဖြစ်เสียမရှိဘူးအေးအဲ့ဒါလို့မဟုတ်ရင်တာမန်ပုဂ္ဂိုလ်တွေဆိုဟာသမင်းပြောရမလားရံဖြစ်တယ်မာရမလားရံဖြစ်ပြန်ဆန်းငံရမလားရံဖြစ်ပြန်ဆားပေါ်ရမလားဆိုရံဖြစ်ကြတယ်မတည့်ဘူးဆိုလို့ရှိရင်တုံးတဲ့လူအဆင်မပြေကြဗရယာဆရာတော်တို့သဘောထားလိုက်မယ်ဆိုလို့ရှိရင်ဘာပြဿနာမှမတက်တော့ဘူးပေါ့ဒါအကောင်းဘက်ကနေရှုမြင်ပြီးတော့လုပ်တတ်တယ်သဘောတရားအေးအဲ့ဒီသဘောမျိုးလိုပဲဘုရားမြတ်စွာလက်ထက်တော်ကာလတော်ကလည်းရှင်ပုံနာဆိုတဲ့မထေရပါတနေ့တော့မြတ်စွာဘုရားကြီးလာပြီးတော့ရှင်ဗျာတပည့်တော်ကိုတိုင်းနာကျင့်သုံးရမယ်ဆုံးမဩဝါဒတရားလေးတစ်ခုဟောပေးပါတဲ့
အရှင်ဘုရားဟောထားတဲ့အတိုင်းတပည့်တော်ဟာအတ္တတယုံကျူးကျူးဆာဆာနဲ့လိုက်နာကျင့်သုံးပါမယ်ဘုရားကိုရှောက်တော့မြတ်စွာဘုရားကကမ္မထံတစ်ပုဒ်ပေးလိုက်အဲ့ကမ္မထံဘာလို့ဆိုလို့မျက်စိကမြင်စရာအာယုံကစ်သက်စရာမြင်စရာအာယုံမြင်တဲ့အခါနားကတာယာစရာနှစ်သက်စရာအတန်ကိုကြားရတဲ့အခါနှာခေါင်းကကိုယ်ကြိုင်ပြီးတော့နှစ်သက်စရာကောင်းတဲ့အနံ့ကိုရှူဆိုင်ရတဲ့အခါလျှာကလည်းပဲအမတမအရသာရှိတဲ့အစာအာဟာရကိုလည်းရတဲ့အခါခန္ဓာကိုယ်ကလည်းပဲအမတမအထိတွေ့ကောင်းတဲ့အရာဝတ္ထုကိုထိတွေ့ရတဲ့အခါစိတ်ထဲကလည်းကြည်နူးစရာကောင်းတဲ့အတွေးတွေကိုတွေးရတဲ့အခါမျိုးမှာတဲ့မင်းလောဘမဖြစ်အောင်ထိန်းဒါကျင့်ရမယ်အကျင့်ဝတ်တစ်ခုလောဘမဖြစ်စေနဲ့အာယုံ၅ပါးအာယုံ6ပါးလူတိုင်းကအာယုံမုံတိုင်းကကိုယ်စိတ်ကိုလာတိုက်နေတာအမြဲတမ်းမုံတိုင်းတိုက်ပြီဆိုလို့ရှိရင်တာမန်အခုခံမရှိဘူးဆိုရင်လူတွေရဲ့စိတ်ကပြိုလဲသွားတာလေလောဘဖြစ်စရာအာယုန်နဲ့တွေ့ရင်လောဘဖြစ်သွားတာပြိုလဲသွားတာလှုပ်ရှားသွားတာပဲစိတ်ဒေါသဖြစ်စရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်သွားတာအဲ့တော့မျက်စိကမြင်တာနားကကြားတာနှာခေါင်းကအနံ့ရတာလျှာကအရသာသိတာခန္ဓာကိုယ်ကထိတာစိတ်ကူးစိတ်တန်းတွေကရဒါတွေကိုအကြောင်းပြုပြီးတော့နှစ်သက်စရာအာယုံဆိုရင်လောဘဖြစ်တယ်နှစ်သက်စရာမဟုတ်ဘူးဆိုရင်ဒေါသဖြစ်တယ်စိတ်ရဲ့လှုပ်ရှားမှုအာယုံမုံတိုင်းတိုက်ခန်းနေရတယ်အာယုံမုံတိုင်းရဲ့အတိုက်ကိုခံရတဲ့အတွက်ကြောင့်လူရဲ့စိတ်ကရိမ့်ထိုးနေတယ်မြတ်စွာဘုရားကအဲ့ဒါမဖြစ်အောင်ထိန်းတယ်အဲ့ဒါကိုမဖြစ်စေနဲ့နှစ်သက်စရာအာယုံတွေနဲ့ဆုံတဲ့အခါမှာလောဘမဖြစ်အောင်ထိန်းဘာဖြစ်လို့နန္ဒီဒုက္ခကမူလံနှစ်သက်ဆွဲလန်းတတ်တဲ့တဏှာရာဂသည်ဒုက္ခအလုံးကိုဖြစ်ပေါ်စေမယ်ဟုတ်တယ်လေမျက်စိကနှစ်သက်စရာအာယုံတွေဒီတင်ရနေမှာမဟုတ်ဘူးလောဘကဖြစ်လာလို့ရှိရင်ဒီလောဘကိုမထိန်နိုင်ဘူးဆိုလို့ရှိရင်ရှေ့ဆက်ပြဿနာတွေဆောင်ကျင်းတော့မယ်နန္တိသမုဒယဒုက္ခသမုဒယောတိဝရမိရသော်အေးနန္ဒီဆိုတဲ့အာယုန်ဒီပေါ်မှာနှစ်သက်တဲ့တဏှာပေါ်လာပြီဆိုလို့ရှိရင်ဒုက္ခကိုဖြစ်စေတော့မှသိချပြီလို့ဒါကြောင့်မို့နန္ဒီကိုမဖြစ်စေနဲ့တဏှာရာဂကိုမဖြစ်စေနဲ့ဒါဆုံးမဩဝါဒတစ်ခုတခါအဲ့ဒီအာယုံ6ပါးတွေ့လာတဲ့အခါမှာထိုအာယုံ6ပါးပေါ်မှာတွေ့တာမှုကိုထိမ့်လိုက်နိုင်ပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးရနန္ဒီဆိုတဲ့တဏှာဟာချုပ်ငြိမ်းသွားလိမ့်မယ်အဲ့ဒီနန္ဒီဆိုတဲ့တဏှာချုပ်သွားခြင်းနေပြီလေနန္ဒီនិရောဓဒုက္ခនិရောဓမင်းဆင်းရဲဒုက္ခတွေပြဿနာတွေအကုန်ချုပ်မှာပဲသူရှိနေရင်ပြဿနာတွေဖြစ်လိမ့်မယ်သူချုပ်ငြိမ်းသွားရင်ပြဿနာတွေကုန်ငြိမ်းလိမ့်မယ်အဲ့ဒါကိုတတိထားပြီးတော့ကျင့်တတိထားပြီးကျင့်တယ်ဆိုတာဒါမြတ်စွာဘုရားကအကျင့်လေးသူကိုယ်တိုင်တိုင်းကကျင့်သွားတယ်အကျင့်လေးတစ်ခုပြောဒီနေရာမှာနှစ်သက်စရာအာယုန်တွေနဲ့တွေ့ရင်နှစ်သက်တတ်တဲ့တဏှာမဖြစ်စေနဲ့လို့မြတ်စွာဘုရားဟောဒါနဲ့မဖြစ်အောင်မလုပ်ရမှာလေဘာနဲ့လုပ်အောင်ဆိုလို့ရှိရင်အတွေးပြောင်းလဲတဲ့ဤစနစ်ကြီးဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတွေထဲမှာရှိကမ္မထမ်းကျင့်စဉ်ပေါ့ကမ္မထမ်းကျင့်စဉ်နဲ့ကျင့်တယ်တရားဆိုတာကဟိုနေရာရင်းပြီးတော့ကျင့်ရမယ်ကမ္မထမ်းထိုင်နေမှာတရားထိုင်တာမဟုတ်ဘူးနော်တရားဆိုတာဣရိယာပု ၄ ပါးနဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတွေကိုတန်ရှင်းနေအောင်လုပ်တာတရားလက်တွေ့ကျင့်သုံးနေတယ်လို့ခေါ်တယ်တရားထိုင်နေတဲ့ပုဂ္ဂိုလ်ကတရားကျင့်တယ်လို့မအောင်မိတယ်
အာယုန်နဲ့တွေ့နေတဲ့အခါမှာမကောင်းတဲ့အာယုန်တွေကိုထိမ့်သိမ့်ပြီးဖယ်ရှားပြစ်နေတဲ့ပုဂ္ဂိုလ်ကတရားကျင့်နေတာတရားကျင့်တယ်ကဲကောင်းပြီမျက်စိကနှစ်သက်စရာအာယုန်တွေတွေ့လို့နားကနှစ်သက်စရာအတန်တွေကြားလို့ကျန်တဲ့ဟာတွေကလည်းနှစ်သက်စရာအာယုန်တွေနဲ့ဆုံပြီးလို့တဏှာလောဘတွေနှစ်သက်တဲ့စိတ်ဓာတ်တွေဖြစ်လာပြီဆိုရင်ဘာနဲ့တားအဲ့ဒီမှာနှစ်သက်စရာအာယုန်ဆိုတာတတ္တဝါရှိတယ်သင်္ခါရရှိတယ်တတ္တဝါဆိုတာသက်ရှိတယ်သက်ပဲ့ရှိတယ်သက်ရှိပေါ်မှာတွေ့တာစိတ်ချစ်ခင်စိတ်တဏှာလောဘပေါ်လာရင်တဲ့ဘာနဲ့တွဲဘာနဲ့ဖယ်ရှားရမလဲဆိုလို့ရှိရင်အတုပဘာဝနာပွားပြီးတော့ဖယ်ရှားပြပါဒါလူချင်းချင်းတွေ့တာမှုတွေဖြစ်လာပြီဆိုလို့ရှိရင်အတုပဘာဝနာပွားပြီးတော့ဖယ်ရှားပြပါတတ်မဲ့အပေါ်မှာတွေ့တာမှုတွေဖြစ်လာလို့ရှိရင်မမြဲတဲ့သဘောကိုဆင်ခြင်စဉ်းစားပြီးတော့ဖယ်ရှားပြပါဖယ်ရှားဖို့ဖယ်ရှားနည်းတွေဖယ်ရှားဖို့ဖယ်ရှားနည်းရတော့ကပ္ပအာယုန်နဲ့ဖယ်ရှားအတွေးနဲ့ဖယ်ရှားလို့ရမှန်ကန်တဲ့အတွေးတွေမှန်ကန်တဲ့အတွေးဆိုတာတမ္မာသင်္ကပ္ပတမ္မာသင်္ကပ္ပနဲ့ဖယ်ရှားပြရတယ်ဆိုလို့တမ္မာသင်္ကပ္ပကအခြေခံပြီးတော့နောက်အသိဉာဏ်နဲ့ထီအောင်ဖယ်ရှားပြတယ်လောဘဖြစ်လာလို့ရှိရင်ထိုလောဘဖြစ်เสียအာယုံကိုဖြောက်ပြီးတော့တခြားအာယုံတစ်ခုနဲ့ဖယ်ရှားပြလို့ရတယ်တဲ့ဒါရှင်ပုံနာကိုမြတ်စွာဘုရားကအချင်းချင်းခေါ်လိုက်တဲ့အခါအာယုံ6ပါးနဲ့တွေ့လို့ညစ်သက်เสียအာယုံဒီပေါ်မှာတွေ့တာမှုညစ်သက်မှုလောဘဖြစ်လာပြီဆိုလို့ရှိရင်မဖြစ်အောင်ခဲလောဘဖြစ်နေရင်ဒုက္ခဖြစ်လိမ့်မယ်လောဘငြိမ်းသွားရင်ဒုက္ခငြိမ်းလိမ့်မယ်ဒီတိုင်းကျင့်လို့မြတ်စွာဘုရားကအချင်းချင်းခေါ်လိုက်တယ်သူတည်းသဘောကျလောဘမဲ့လောကဒါပဲတရားကျင့်တယ်ဆိုတာတရားကျင့်တယ်ဆိုတာဘာလို့ကိုယ်တည်းကလောဘမဖြစ်အောင်ထိတဲ့အခါမှာကိုယ်ကအတိဆုံးပဲဘယ်နည်းနဲ့ထိရင်လောဘပြောက်တယ်လဲဒါဆက်တာဘယ်နည်းနဲ့ထိရင်လောဘပြောက်တယ်လောဘပြောက်တဲ့နည်းနဲ့ထိတရားတွေကဆင်ခြင်စဉ်းစားပြီးတော့လောဘပြောက်တဲ့နည်းနဲ့ထိရတယ်ရှင်ဝိဂီတဆိုတော့ရှင်ဝိဂီတအရာထဲကိုဆောင်းခံသွားတဲ့အခါကျနှစ်သက်စရာအာယုံမတုကမ္မအာယုံနဲ့တွေ့လာလို့စိတ်တွေဖောက်ပြန်လာတဲ့အခါဖွင့်ပြောတယ်ရှင်အနန္ဒာတပည့်တော်ဗျာကာမဂုဏ်အာယုံစိတ်တွေတပည့်တော်လွှမ်းမိုးနေပါလေအဲ့ဒီကာမဂုဏ်အာယုံစိတ်တွေကြောင့်စိတ်ထဲမှာပူလောင်နေပါတယ်တပည့်တော်ကိုငြိမ်းအေးအောင်ရှင်ပြဆုံးမပါလို့ဆိုရှင်အနန္ဒာကဘာပြောလို့ဒီမင်းအမှတ်တင်ညာလွဲနေဒီလိုဖြစ်တာမင်းတင်ညာလေးကိုပြောင်းလိုက်စိတ်ထဲမှာမှတ်ထားတာလေဘာလို့ဆိုလှတယ်ဆိုတဲ့အမှတ်ကြောင့်မလို့မင်းဒီလိုဖြစ်တာမလှဘူးဆိုတာပေါ်အောင်တွေးနော်တင့်တယ်ဆိုတာကိုမင်းကတွေးနေလို့လောဘဖြစ်တယ်မတင့်တယ်ဘူးဆိုတာပေါ်အောင်တွေးလိုက်အဲ့လိုဆိုလို့မတင့်တယ်ဘူးဆိုတဲ့သဘောတရားတွေကိုလိုက်ရှာကြည့်မတက်မတဲရောစပွဲတွေကိုလိုက်ရှာကြည့်လူရဲ့ခန္ဓာကိုယ်မှာရောစရာတွေအများကြီးရှိရောစရာတွေမတွေးပဲနဲ့မြတ်တဲ့စရာလေးတွေကြီးပဲတွေးနေရင်လောဘဖြစ်မယ်အဲ့တော့ရောစရာတွေကိုတွေးလို့အတုပါယစိတ်တံဘာဝေဟိမာနနုတယမောဇဟဆိုဒါတားဆီးတဲ့ဤတစ်ခုပဲတားဆီးတဲ့ဤတစ်ခုအဲ့ဒီနည်းနဲ့ဖြေပြောင်းလိုက်တဲ့အခါမှာယင်တဲ့နှလုံးထဲမှာပူလောင်နေတဲ့သူ့ရဲ့တဏှာရာဂစိတ်တွေချိုးနေနေတာဖြစ်သွားတယ်။ဒါတရားကျင့်တာပဲလေ။နော်တရားကျင့်တယ်ဆိုတာကိုယ်တည်းမှာလောဘဖြစ်ရင်မဖြစ်အောင်ထိဖို့ဒေါသဖြစ်နေမဖြစ်အောင်ထိဖို့ပရမလောဘဖြစ်ရင်ဖြစ်မှန်းသိရမယ်ဒေါသဖြစ်ရင်ဖြစ်မှန်းသိရမယ်အိတ်တာဖြစ်ရင်ဖြစ်မှန်းသိရမယ်မစ္စရိယဖြစ်ရင်ဖြစ်မှန်းသိရမယ်မာနဖြစ်ရင်ဖြစ်မှန်းသိရမယ်
အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေသဘာဝတွေကိုသိလာပြီဆိုလို့ရှိရင်သူတို့ရဲ့ထွက်ပေါက်ကိုရှာအဲ့ဒီထွက်ပေါက်ရှာပြီးဖယ်ရှားဖြစ်တာဟာတရားကျင့်တာပဲသမ္မာဝါယာမဒီမကံသောလုံးဝဆိုတာအဲ့ဒါပြောမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရအောင်ဆုတ်ပိတ်ရမယ်မတော်တဆဖြစ်ပေါ်လာတဲ့အကုသိုလ်တွေရှိရင်လည်းဖယ်ရှားပြအောင်ကြိုးစားရမယ်ဆိုလိုတာကစိတ်မဆိုးသေးရင်စိတ်မဆိုးမိအောင်ဆုတ်ထိမ့်သိမ့်တာအေးတတိမေပြီးစိတ်ဆိုးမိလို့ရှိရင်လည်းအဲ့ဒီဒေါသကိုမြန်မြန်ဖယ်ဖြောက်ပြီဒါတရားကျင့်တယ်လို့ခေါ်တယ်ဒါတရားကျင့်တယ်ဆိုတာဓမ္မ practice အဲ့ဒါပြောနောက်မဖြစ်သေးတဲ့စိတ်ကောင်းနှလုံးကောင်းလေးတွေဖြစ်လာလို့ဆိုပါစို့ဒီတိုင်းပဲအချိန်ကုန်နေတယ်အဲ့လိုအချိန်ကုန်လေးပဲအစားမျက်စိလေးနှလုံးဖွင့်လိုက်တဲ့အချိန်ကနေစားပြီးမလုပ်ဘူးဘုရားကုံတော်ပွားမလားမေတ္တာပွားမလားကိုယ်အိမ်မှာရှိတဲ့လူတွေကအစားချမ်းသာကြပါစေရက်ွက်ထဲရလူတွေချမ်းသာကြပါစေကိုယ်တည်းသိတဲ့မိတ်ဆွေတွေမျက်စိထဲမှာပေါ်လာတဲ့လူတွေချမ်းသာကြပါစေကိုမမြင်ရတဲ့တ attva တွေချမ်းသာကြပါစေအားလုံးစိတ်ထဲကမေတ္တာဆိုတာမနောကနော်အဓိကစိတ်ထဲမှာချမ်းသာကြပါစေဆိုတဲ့စဉ်ဆက်မပြတ်ဖြစ်နေအောင်ဒီလိုပွားများအားထုတ်နေတာဒါတရားကျင့်နေတာပဲအဲ့ဒါလိုမေတ္တာဘာဝနာပွားခြင်းဖြင့်ဒေါသတရားကိုဖယ်ရှားဖြစ်နိုင်တယ်အချင်းချင်းအပြင်နန္ဒီဆိုတဲ့တရားကိုဖယ်ရှားပြဖို့ရှင်ဘုရားကိုမြတ်စွာဘုရားဩဝါဒပေးလိုက်တယ်ဩဝါဒပေးလိုက်တော့ဒီတရားကျင့်ဖို့ရတဲ့အတွက်ဒီတရားတစ်ခုကိုအောင်မြင်မြင်ကြည့်ဖို့ရတဲ့အတွက်ကသူတော်ကောင်းရဲ့စိတ်တွေသဘောထားကအမှန်တမ်းအရေးကြီးတယ်စိတ်တွေစိတ်ထားအမှန်တမ်းအရေးကြီးတယ်စိတ်တွေစိတ်ထားမပြည့်ဝဘူးဆိုလို့ရှိရင်ဒါအောင်မြင်အောင်ကျင့်နိုင်မှာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားရှင်ပုံနာရဲ့ဘောဓာကိုမေးတယ်အေးငါဆုံးမလိုက်တဲ့ဩဝါဒကိုနာခံပြီးတော့မင်းပဲသွားနေမှာတော့ဆိုတော့တပည့်တော်ဗျာတဲ့သူနာပရန္ဒဆိုတဲ့အယတ္တိတာကိုသွားနေပါမယ်သူနာပရန္ဒဆိုတာဘယ်နေရာမှာရှိတော့ဆိုရင်တော့ဒါ location ကတော့အမျိုးမျိုးပဲခုသူ့အနာဘူမိရှာလာလို့ပြောရမှာတယ်သူနာပရန္ဒဆိုတာအိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်အခုမုံဘိုင်းလို့နာမည်ပြောင်းလာတဲ့မုံပေပဲနေတွေကိုသူနာပရန္ဒလို့ဒီလိုလဲဆိုနော်တချို့လည်းဗမာပြည်အခုလေကိုင်းကျောင်းတော်ရအယတ္တိသားတွေကိုသူနာပရန္ဒလို့ဒီလိုဗမာယာဆိုနေကရေးတာလည်းရှိတယ်ကဲထားပါတော့ဘယ်နေရာပဲဖြစ်ဖြစ်သူနာပရန္ဒအယတ်ကိုတပြီးတော့သွားပြီးတော့နေမှာပါဆိုတော့မြတ်စွာဘုရားအာမေးရှိပုံနာတဲ့သူနာပရန္ဒအယတ်ကလူတွေကလူချမ်းနေစိတ်ချမ်းကိုချမ်းကုက္ကိလည်းရှိတာလည်းကဘာမှာလေတာရာရစ်အချမ်းတဲ့သမားတွေစိတ်ချမ်းကိုချမ်းတရရဲ့ဖြတ်ရဲ့လူဆိုးတွေများတဲ့နေရာပေါ့တရားဝဲသူနာပရန္ဒဆိုတဲ့အရာကလူဆိုးတွေလူချမ်းနေများတယ်တဲ့မင်းအဲ့ဒီနေရာသွားနေမယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကမင်းကိုမြင်တော့ဝိုင်းဆဲရင်ဘယ်လိုလုပ်မလို့ဆိုတော့ရှင်ပုံနာကပြောတော့အကောင်းဘက်ကတွေးရမတွေးလို့ရှိရင်သူကကိုယ်ဆဲဒီနေရာမနေတော့ဘူးတခြားသွားတော့မယ်ပြန်ဆဲလည်းကိုယ်ပြန်ဆဲမယ်လို့တာမန်တွေကတွေးမှာပေါ့အဲ့ဒါကိုယ်လာဆဲမခံဘူးလို့တွေးရှင်ပုံနာကဘယ်လိုရှောက်တော့ဆိုရှင်ဗျာတဲ့တပည့်တော်ကလာဆဲမယ်ဆိုရင်အေးဒီလူတွေလူတော်လူကောင်းတွေပဲဆဲရုံဆဲတာသူငါ့ကိုခဲနေမှမထုဘူးဒီလိုနှလုံးသွင်းမှာပါဗျာဒါဖြင့်မင်းသူတို့ကခဲနဲ့ထုရင်ရောမင်းဘယ်လိုလုပ်မလို့ဒီလူတွေကလူကောင်းတွေပဲငါ့ကိုခဲနဲ့တာထုတာလက်နဲ့မှမရိုက်သေးတာလို့တပည့်တော်ကဒီလိုနှလုံးသွင်းမှာပါဗျာဒါဖြင့်လက်နဲ့ရိုက်ပြီဆိုရင်တော့မင်းဘယ်လိုနှလုံးသွင်းမှာတော့ဒီလူတွေကလူကောင်းတွေပဲလက်နဲ့တာရိုက်တာငါဒုတ်နဲ့မှမရိုက်သေးတာပဲလို့တပည့်တော်နှလုံးသွင်းမှာပါဗျာကဲဒါဖြင့်မင်းကိုဒုတ်နဲ့ရိုက်ပြီဆိုရင်မင်းဘယ်လိုသဘောထားမလို့ဒီလူတွေကလူကောင်းတွေပဲငါ့ကိုဒုံးနဲ့တာရိုက်တာဓာတ်နဲ့မှမခုတ်တာအဲ့ဒါလိုနှလုံးသွင်းပါမယ်ကဲဒါဖြင့်သူတို့ကဓာတ်နဲ့ခုတ်ပြီဆိုရင်မင်းဘယ်လိုလုပ်မလို့ဆိုရင်
ဒါနဲ့ဒါခုတ်တာအသေးမှမတတ်သေးတာပဲလို့ဒီလူတွေကလူကောင်းတွေပဲလို့တပည့်တော်တို့သဘောထားပါမယ်ဆိုလိုတာကသူတို့ရဲ့ဘလောက်ကြမ်းကြမ်းပတ်ဝန်းကျင်ရဲ့ဓာတ်တွေဘလောက်ပဲခံခံသိခံခွင့်လွှတ်နိုင်တဲ့ခံဒီတရားကိုပြောပြလာတာပါနော်စဉ်းစားဖို့မေးကြည့်လေဆဲရုံဆဲတာပဲအရာနဲ့လည်းရှိတာပဲလေကိုယ်ဆဲတာကပ်ပါလာလိုက်လို့ပြောကြတာသိခံနေလိုက်ကိုယ်ဆဲကပ်ပါလာလိုက်လို့ဒီလိုပြောရင်ဖြေအေးသွားတာအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါဆဲတယ်မခံနဲ့မခံနဲ့ငုံမခံနဲ့ချဆိုပြဿနာကြီးတက်တယ်ရှင်ပုံနာကတော့အဲ့လိုမဟုတ်ဒီလူတွေကဆဲတာခဲနဲ့မှမထူတာခဲနဲ့ထူပြန်တော့လည်းလက်နဲ့မှမရိုက်တာလက်နဲ့ရိုက်ပြန်တော့လည်းဒုံးနဲ့မှမရိုက်တာဒုံးနဲ့ရိုက်ပြန်တော့လည်းဓာတ်နဲ့မှမခုတ်သေးတာဓာတ်နဲ့ခုတ်ပြန်တော့အသေးမှမတတ်သေးတာဆိုတော့မြတ်စွာဘုရားစကားကောင်းအောင်မေးတယ်ကဲမင်းကိုအသေးတတ်ပြီဆိုရင်တော့ဘယ်လိုနှလုံးသွင်းမလို့ဆိုတော့ရှင်ဘုရားတဲ့မြတ်စွာဘုရားတကယ်ကိုရောမြတ်ရဲ့တပည့်သားတွေတချို့တရားဓမ္မကျင့်တဲ့အခါကျတော့ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာအပြစ်မြင်ပြီးတော့ရှင်သာရိပုတ္တရာတော်ရှင်သာရိပုတ္တရာပါရိတောဘဝပါရိနာခိရိဥစ္စာရိတောယထာခန္ဓာကိုယ်ကြီးတောင်ကအမတန်လေးလံတယ်တောင်ကြီးထမ်းခါရတယ်လို့ဝန်ပြီးတရားစကားမကြည့်ကြလို့ကတကယ်ကတော့လူဘဝကြီးကဘလောက်ဝန်ပြီးတယ်ခန္ဓာကိုယ်ရဲ့တောင်ဝင်ကြီးကဘလောက်ကြီးတယ်လဲဆိုတော့မစင်စားလို့ရှိရင်မသိဘူးနော်သူ့တောင်ဝင်ပဲလုပ်နေကြတာလူတွေကအကုန်ခန္ဓာကိုယ်ကြီးရဲ့တောင်လုပ်အဲ့လိုလုပ်နေတဲ့အတွက်ကြောင့်သူကကိုယ့်ကိုဖေးပါပေးလာဆိုမပေးဘူးလုံးဝမငဲ့ကြည့်ပြီမနဲ့အဲ့ရထားတဲ့အချိန်ကနေမျက်နှာသိပ်ပြရတယ်သွားတိုက်ပြရတယ်အကုန်လုံးစားစရာကျွေးရတယ်ခန္ဓာကိုယ်ရဲ့ဝတ္တရားတွေလုံးများတယ်ဒီထဲကနေသူကကောင်းလာလားဆိုမကောင်းတဲ့ပြေးပြေးအိုလာတက်ကြီးလားမျက်စိကမကောင်းဘူးတဲ့နားကမကောင်းဘူးတဲ့သွားကမကောင်းဘူးတဲ့ခါးကမကောင်းဘူးတဲ့ဒူးကမကောင်းဘူးတဲ့မကောင်းတဲ့စင်းတွေကတက်လာကောင်းတဲ့စင်းသိပ်မကြံတော့နောက်ဆုံးကြတော့အခေါင်းတလားတဲ့ဝင်ရည်ဖြစ်အောင်အကုန်မျိုးမကောင်းတာတော့တစ်ချိန်ချင်းမကောင်းတာတွေများလာစင်းနေမှာအဲ့တော့ဒုက္ခပေးတဲ့ခန္ဓာကိုယ်ကြီးကိုထမ်းထားရတာအခုကသူကနေပြီးတော့ကိုယ့်ကိုတတ်လိုက်တယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားရဲ့တပည့်တွေကခန္ဓာဝန်ကြီးကိုညီးငွေပြီးတော့ခန္ဓာကိုယ်ကြီးကိုညီးငွေပြီးတော့ရှင်းတော့ကိုယ့်အကူစူးစိုက်လုပ်တဲ့ကိုယ်တော်တွေရှိတယ်စူးစိုက်လုပ်တဲ့ကိုယ်တော်တွေကယဟန္တာတွေတော့မဟုတ်ဘူးပုထုဇဉ်တွေဒါပေမဲ့လို့ပုထုဇဉ်ဆိုပေမဲ့လို့သူတို့ကဝိပဿနာဉာဏ်ဒီနိဗ္ဗိဒာဉာဏ်တို့ဘင်္ဂဉာဏ်တို့ဒီဝိပဿနာဉာဏ်အစွမ်းထက်နေတဲ့အတွက်ကြောင့်ဘဝကိုညီးငွေနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကကိုယ့်ကိုစူးစိုက်လုပ်တတ်တယ်စူးစိုက်လုပ်ကြတာရှိတယ်တချို့လည်းအကုသိုလ်ကံကြောင့်ဒီလိုဖြစ်သွားတယ်ကိုယ့်ကိုတတ်သိကြတာမျိုးရှိတယ်ဥပမာပဲရှင်ဝက်ကလေးတို့ရှင်အတ္တဇီတို့ဆိုတာတိုင်ထဲမှာပါတဲ့အတ္တဇီတုတ်တယ်ကိုယ့်ကိုရှင်ခောရိကခန္ဓာကိုယ်ကြီးရဲ့ဒုက္ခကိုမခံနိုင်လို့ကိုယ့်အသက်ကိုမနှမျောတော့ဘူးတရားဓမ္မဒီပုထုဇဉ်ဆိုတော့မုန်းတိမှုဒေါသလေးတော့အနည်းငယ်ရှိတာပေါ့ရဟန္တာဖြစ်ရင်တော့မလုပ်တော့သောတာပန်ဖြစ်ရင်လည်းကိုယ့်အသက်တော့မလုပ်ဘူးအရိယာမဟုတ်သေးဘူးသို့သောဝိပဿနာဉာဏ်ထက်နေသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေကဥပမာပဲရှင်အတ္တဇိဆိုလို့ရှိရင်ယောဂဝေဒနာပြင်းပြင်းထန်ထန်နှိမ့်ဆက်နေတော့ဘဝကြီးမှာသူမနေကျင်တော့မနေကျင်တဲ့အခါကျတော့တင်လုံးသားနဲ့သူ့လက်ကိုသူလှီးပြီးတော့ဘဝကိုဆုံးသက်ဖို့ကြိုးစားရှင်သာရိပုတ္တရာတို့ကသွားပြီးတော့ဖြောင်းရတယ်မလုပ်ဖို့သို့တော်လည်းသူ့ကိုယ်သူယုံကြည်တယ်သူမကောင်းတဲ့ဘဝမရောက်ဘူးသူ့ကိုယ်သူအရှင်းမြင့်တဲ့တရားကိုသိထားတယ်လို့ယုံကြည်နေတယ်အဲ့ဒါနဲ့ခန္ဓာဒုက္ခကိုမခံနိုင်တာနဲ့တင်လုံးသားနဲ့သူ့လည်းပဲသူလှီးလိုက်တယ်လှီးလိုက်တဲ့အချိန်ကျတော့ဘာဖြစ်လာတော့ဆိုအဲ့ဒီအချိန်မှာကြောက်စိတ်ကလေးဝင်လာတယ်နော်ဒီသိကျင်တဲ့လူကလည်းစောစောကသိကျင်တာတကယ်သိရပြီဆိုကြောက်သေးတယ်အဲကြောက်စိတ်လေးဝင်လိုက်တဲ့အခါကျတော့
ဘလောက်သူကတရားရှိလို့ဆိုရင်ကြောက်စိတ်လေးဝင်လိုက်တာနဲ့သူ့ကိုယ်သူသိသွားဟာငါယဟန္တာမဖြစ်သေးပါလားဒါမကောင်းတဲ့စိတ်ပဲဒီစိတ်မျိုးငါစီမပေါ်ဘူးအရင်ကအခုပေါ်လာတယ်ဆိုပြီးတော့ရှုမှတ်နေကြတရားကိုဆက်ပြီးတော့အထုတ်လိုက်နိုင်တယ်ဘယ်ဘဲကိုဓာတ်နဲ့သိချတဲ့အတွင်းလေးမှာပဲဝိပဿနာကျင့်တယ်ဘလောက်သူတို့မှအဆင့်မြင့်နေတော့ဆိုရင်ဓာတ်နဲ့လီလို့တေအပ်ဆဲဆဲမှာဝိပဿနာကျင့်ကိုကျင့်လိုက်တယ်ကျင့်လိုက်တဲ့အတွက်ကြောင့်မလေးပါဖို့လေးပါဝိပဿနာဉာဏ်စွမ်းအားနဲ့မလေးပါဖို့လေးပါအစဉ်တိုင်းရောက်ပြီယဟန္တာလည်းဖြစ်ပြီးရောသုတိလည်းကြာပါယဟန္တာဖြစ်ပြီးတာနဲ့နောက်တည်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဇီဝိတသမတိတိလို့ခေါ်တယ်အသက်နဲ့ဒီယဟန္တာဖြစ်ပြီးတော့အသက်ကုန်ဆုံးသွားတာနဲ့ခေါင်းချင်းဆိုင်ပြီးတော့ဝင်လာတာချင်းတူတူပဲလို့သူပြောတယ်မှန်တော့ယဟန္တာဖြစ်တာကနည်းနည်းလေးရှိကြဒါပေမဲ့လို့ဘေးကအမြင်မှာဆိုလို့ရှိရင်ချက်ချင်းကြီးယဟန္တာလည်းဖြစ်သေးလဲသေးဒီလိုဖြစ်သွားတာဇီဝိတသမတိတိပုဂ္ဂိုလ်မျိုးလို့ခေါ်တယ်အဲ့တော့ဒီလိုအချိန်တွင်းလေးမှာတရားဓမ္မကျင့်ပြီးတော့ကိလေသာကုန်အောင်လုပ်နိုင်တယ်ဆိုတဲ့သူ့ရဲ့ဝိပဿနာစွမ်းအားလောက်ထက်တယ်ဆိုတာမန်ပုဂ္ဂိုလ်မှာတော့မဖြစ်နိုင်ပါဘူးနော်လက်သေးကိုဓာတ်နဲ့လီးတဲ့အချိန်တုန်းကတော့ပြုစင်ပဲအတိတရားရသွားတဲ့အခါမှာချက်ချင်းတရားကျင့်လိုက်တဲ့အတွက်ကြောင့်သူ့ရဲ့ဝိပဿနာဉာဏ်စွမ်းအားကမြင့်လာလို့ပို့ပြီးတော့စွမ်းအားတွေထုတ်တယ်လေလူဆိုတာအခက်အခဲကြုံလာလို့ရှိရင်တတိကိုကောင်းလာဒါရှိတတိပိုကောင်းလာတတိကောင်းလာလို့ရှိရင်ခါတိုင်းမလုံနိုင်တာတွေကိုလုံနိုင်တာဒါထူးခြားတယ်ဘုန်းကြီးတို့မန္တလေးကဒီကမာကြီးတယောက်တစ်ထပ်အိမ်မှာသူနေတယ်သူ့အိမ်ကတစ်ထပ်ညဓမြလာတိုက်တဲ့အခါကျတော့သူ့အိမ်နဲ့သူ့ခြံကတော်လေးနည်းနည်းလေးတော့ကျေတယ်ပေါ့အဲ့ဒါကြောက်အားလာနဲ့အိမ်မော်ကနေဗရင်မောက်ဖွင့်ပြီးတော့ဟိုဘက်ခုံချတာချမ်းဟိုဘက်ကြတာတမန်ဆိုလို့ရှိရင်ဘယ်လိုမှမခေါ်နိုင်ဘူးနော်စိတ်ဆွမ်းအားတွေနဲ့ကြောက်အားနဲ့အားလုံးရတဲ့အခါကျတော့သူကအောင်မြင်သွားတယ်အော်စရာကောင်းတယ်ပေါ့အခုလည်းပဲဒီပုဂ္ဂိုလ်ကဝိပဿနာကျင့်တဲ့စွမ်းထက်တေရတော့မှာပုထုဇဉ်ဘွားနဲ့တေရမှာမလိုလားဘူးဒါကြောင့်သူ့ရဲ့တရားကျင့်တဲ့စွမ်းအားကိုမြင့်လိုက်တာမတည်ခင်စัจ जा လေးပြမညာဖြစ်သွားဇီဝိတသမတိတိပုဂ္ဂိုလ်ဖြစ်သွားအဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတော်ကိုယ့်ကိုယ်ကိုဘဝတစ်ခုကိုအဆုံးတတ်ကြသေးတာတဲ့တပည့်တော်မှာသူတို့ကလာပြီးတော့ကိုယ့်ဘဝကိုအဆုံးတတ်ပြီးတယ်ဆိုတော့တပည့်တော်ကကျေးဇူးတင်အောင်ပါဒါနောက်ဆုံးမိတ်စကားတစ်ခုရှင်ပုံနာပြောလိုက်တာတပည့်တော်ကိုအသေးတတ်လည်းပဲတပည့်တော်ကကျေးဇူးတင်ပါပါတဲ့သူတို့ဆိုတော့မြတ်စွာဘုရားကအေပုံနာမင်းဒီလိုစိတ်သဘောထားမျိုးနဲ့ဆိုရင်သူနာပရန္တမှာနေလို့ရပြီကြည်ဒါသူတော်ကောင်းတွေရဲ့စိတ်တွေသဘောထားလို့ခေါ်တယ်ဘယ်လိုအခက်အခဲပဲတွေ့တရားကိုမစွန့်လို့ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာတရားကိုဘယ်တော့မှမစွန့်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲ့ဒါနဲ့ရှင်ပုံနာသူနာပရန္တသွားတယ်သူ့ရဲ့ဟောပြောချက်ကြောင့်ဝါတွင်3လမှာပဲဘုရားဘာသာဝင်ဖြစ်အမျိုးသား900အမျိုးသမီး900ဘုရားဘာသာဝင်ဖြစ်သရဏဂုံတည်သွားကြတယ်သူကိုယ်တိုင်ကလည်းဝါတွင်3လအတွင်းမှာယဟနာဖြစ်သွားတယ်အဲ့ဒီရမှာပဲရှင်ဘုံနာပြိဋိကဆံသွားတယ်ဘုံတော်ဝါဒသုတ်တန်ရသဗျာဒီလိုဟောတယ်အဲ့ဒီရှင်ဘုံနာရဲ့စိတ်ဓာတ်သဘောထားတွေကဒါသူတော်ကောင်းရဲ့စိတ်ဓာတ်သဘောထားပါပဲတဲ့အဲ့ဒီလိုစိတ်တွေသဘောထားကိုထားနိုင်မယ်ဆိုလို့ရှိရင်ဘာပြဿနာမှမတက်တဲ့ပြင်ကိုယ့်ရဲ့ရှင်တွင်းကငြိမ်းချမ်းတဲ့စိတ်အနေထားတစ်ခုဘယ်တော့မှမပြည့်စည်ပဲနဲ့သာဝရငြိမ်းချမ်းတဲ့အငြိမ့်တက်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်တာမန်ပုဂ္ဂိုလ်တွေသဘောထားမျိုးမဟုတ်ပဲနဲ့ကိုချင်းတရားကိုဆိုပါတော့ဒီစာမရီဆိုတဲ့သမဏဆိုတဲ့တိဘက်နွားလို့ပြောကြတာစာမရီသားကောင်ဟာသူ့ရဲ့မြည်ဆံကိုသိပ်တန်ဖိုးထားလို့
ဆုခဲ့တွေပါနဲ့ညီးနေလို့ရှိရင်မီးဆန်ကျွတ်သွားမှဆိုသည့်အတွက်ကြောင့်မယုံဘူးတဲ့အဲ့မှာပဲသိခံတယ်လို့ဆိုတယ်အဲ့ဒီသာမဏေသားကောင်ဒီမီးဆန်အတွက်အသက်သိခံမလို့ကိုချင်းတရားအတွက်အသက်သိခံဝတ်နဲ့စိတ်တွေသဘောထားဟာသူတော်ကောင်းရဲ့သဘောထားကိုချင်းတရားမပြတ်အောင်ထိမ့်သိမ်းဆောက်ရှောက်မှုဒီသူတော်ကောင်းရဲ့သဘောထားခဏတရားချက်ကသူတော်ရဲ့ပြိဿတို့ဒီစရဏဂုံနဲ့၅ပါးသီလကိုခိုင်ဆောက်တည်ထားတယ်ဆိုလို့ရှိရင်၅ပါးသီလကိုဘာအတွက်နဲ့မှအားလုံးအပြတ်မခံဘူးအသက်ကလေးတန်ဖိုးထားမယ်အသက်ဆုံးပြီးတော့စောင့်နိုင်အောင်တို့ကြိုးစားမယ်လို့ဒီလိုစိတ်သဘောထားထားနိုင်လို့ရှိရင်တကယ်သူတော်ကောင်းကြီးရဲ့စိတ်တွေသဘောထားဟာဘုဒ္ဓနာမှာရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ကသူတော်ရဲ့ပြိဿတို့အနေနဲ့ဘုရားမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဓမ္မကိုလက်တွေ့ကျင့်သုံးခြင်းဖြစ်သာသနာတော်နဲ့ကြုံတွေ့ရကြုံ납ပြီးမိမိတို့ရဲ့ဒီဓမ္မကိုကျင့်သုံးခြင်းကြောင့်မိမိတို့ရဲ့စိတ်တွေသဘောထားအားလုံးဟာအလုံးမမြတ်ပြီးတော့တကယ်သူတော်စင်ဘဝကိုရောက်ရှိနိုင်ကြမှာဖြစ်တယ်။ဒါကြောင့်ကိုယ်စီကိုယ်မှသူတော်ကောင်းတို့ရဲ့စိတ်တွေသဘောထားများကိုထားပြီးလက်တွေ့ကျင့်သုံးနိုင်ကြပါစေကုန်သတည်း